ဒီနေ့ကတော်တော်လေးကိုမယုံနိုင်စရာကောင်းတဲ့ဇလန်တပုတ်အကြောင်းပြောပြချင်ပါတယ်။ဟာမက်စတာမူတယောက်ရဲ့ကိုပိုင်သားကခရစ်ယာန်တယောက်ဖြစ်သွားရဲဆိုတဲ့ဇလန်မျိုးပေါ့။ဒါကတော့ Khalid Masri ဆိုတဲ့လူရဲ့ကိုတက်တဲ့ကန်ချက်ပါပဲ။ဒီဇလန်ကိုစစချင်းမှာပဲအားလုံးကိုအားသင့်သွားစေမယ့်စကားတစ်ခုနဲ့စလိုက်ခြင်းပါတယ်။ဘာလို့လဲဆိုတာလေဒီစကားကိုပြောတာကတာမန်လူတယောက်မဟုတ်ဘူး။ဟာမက်စတက်ခိုက်ရေးတမဟောင်းတယောက်ဖြစ်နေလို့ပါပဲ။ဟုတ်ပါပဲ။အဲ့ဒီလိုပြောခဲ့တဲ့သူကတော့ Khalid Masri ပါ။သူ့ရဲ့နောက်ကျောင်းကိုကြည့်လိုက်ရင်ပိုတောင်အန်အောပိုကောင်းသေးရဲ့။ သူက Hamas ရဲ့အကြီးတန်းတပ်မှုတို့ရဲ့တားရင်မှာဒီအချက်တစ်ခုတည်းနဲ့တင်ဒီဇလန်ကဘလောက်တောင်ထူးခြားနေပြီလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်။သူ့ဘဝရဲ့ဒီလောက်ကြီးမားတဲ့အပြောင်းအလဲကိုနားလည်နိုင်ဖို့ဆိုရင်သူ့ဘလို့ပတ်ဝန်းကျင်မျိုးမှာမွေးဖွားကြီးပြင်းလာခဲ့တယ်လဲဆိုတာကိုအရင်ဆုံးပြင်ကြည့်ဖို့လိုအပ်ပါတယ်။ခါလစ်ကတ်ကဂျပါလီယာဒုက္ခသည်စခန်းမှာမွေးဖွားခဲ့တာပါသူ့ဖေကလည်းတာမန်မဟုတ်ဘူးဟာမက်စ်ရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ကာဆမ်တမ်ဟာရဲ့အကြီးတန်းတပ်မှုတယောက်ပါဆိုတော့သူ့မိသားစုတစ်ခုလုံးရဲ့အတွေးခေါ်ကခုခံတော်လှန်ရေးနဲ့အာဇာနည်အဖြစ်အသေးခံခြင်းဆိုတဲ့အပေါ်မှာပဲအခြေပြုထားတာမွေးကလေးကအစ္စရေးကိုမုန်းဖို့ပဲတင် जा ခံခဲ့ရပြီးတော့နောက်ဆုံးအောက်တိုဘာ9ရက်တိုက်ခိုက်မှုမှာတော့သူကိုယ်တိုင်ပါဝင်ခဲ့တဲ့အထိပါပဲသူ့ဘဝကငယ်ငယ်လေးကတည်းကလမ်းကြောင်းတထူးတဲ့ပေါ်မှာစနစ်တကျပုံသွင်းခံခဲ့ရတယ်လို့ပြောလို့ရပါတယ်အသက်6နှစ်မှတင်ဟာမတ်ကျောင်းတက်ပြီးဂျီဟတ်အကြောင်းသွင်းရတယ်။14နှစ်သားမှာလက်နက်ကန်ရပြီးအသက်18နှစ်ရောက်ပေါ်ကာဆန်တက်မဟာကျဲကိုတရားဝင်ပြီးတိုက်ခိုက်လေးသမားတယောက်ဖြစ်လာခဲ့တာပေါ့။အဲ့ဒီလောက်အထိနက်နက်ရှိုင်းဆွဲနေတဲ့ယုံကြည်ချက်တွေကဘလို့အကြောင်းအရာတွေကြောင့်စပြီးရိုင်နှက်သွားခဲ့တာလဲ။သူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့အကြီးကကြတဲ့အဖြစ်အပျက်တချို့ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါ။သူ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲစေခဲ့တဲ့အကြီးကအဖြစ်အပျက်က3ခုရှိခဲ့ပါတယ်။ပထမတစ်ခုကအောက်တိုဘာ9ရက်တိုက်ခိုက်မှုမှာပါဝင်ခဲ့တာပြီးတော့ယူလုခေါ်တဲ့တားစားခံတယောက်ကိုစွန့်ကြခဲ့ရတာအဲ့ဒီနောက်မှာတော့ဦးမဲလွင်ခေါင်းတစ်ခုပြိုကျပြီးအရှင်လက်လက်မြေမြုပ်ခံခဲ့ရတာပါပဲသူ့ရဲ့တသက်လုံးယုံကြည်လာတဲ့ရန်သူဆိုတဲ့အမြင်ကိုစပြီးလွတ်ခတ်သွားစေခဲ့တာကတော့တားစားခံတယောက်စီကမမျော်လင့်ပဲကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့်ပါပဲသူ့ကိုဖမ်းဆီးထားတဲ့သူဖြစ်နေပေမဲ့ရုတ်ကသူ့အတွက်ဆူတောင်းပေးခဲ့တဲ့အဲ့ဒီနောက်မှာသူဟာဥမန်ပြိုကျပြီးအပြက်စီးတဲ့အောက်မှာ18နာရီလုံးပိတ်မိနေခဲ့ပါတယ်။လုံးဝအမောင်ကျနေတဲ့အခြေအနေမှာသူ့ဘေးနာကယူသကသူ့ကိုခွင့်လွှတ်တယ်လို့နောက်ဆုံးစကားပြောပြီးတေဆုံးသွားတာကိုသူကြားခဲ့ရတယ်။ဒီအဖြစ်ကသူ့အပေါ်မှာအကြီးအကျယ်တရားမှုရှိခဲ့ပါတယ်။အဲ့လေလိုမျောလင်းချမရှိတော့တဲ့တေလူမျောပါအခြေအနေမှာသူကသူ့ကိုယ်ကွယ်နေကြဖျားသခင်ကိုမဟုတ်ပဲသူ့ရဲ့ဓားစာခံဖြစ်တဲ့ရွတ်ရဲ့ဖျားသခင်ကိုစပြီးဆူတောင်းခဲ့ပါတယ်။ရွတ်ရဲ့ဖျားသခင်တကယ်ရှိတယ်ဆိုရင်ကျွန်တော်ကိုကယ်ပါဆိုပြီးပေါ့ဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးအလဲပြောင်းပဲဖြစ်ခဲ့ပါတယ်အသက်ရှင်လက်ကယ်တင်ခံရပြီးတဲ့နောက်မှာတော့သူ့ခေါင်းထဲမှာမေးခွန်းနဲ့ပြည့်နေခဲ့ပါပြီဒါကြောင့်ပဲဘာဒီဖြစ်ခဲ့တာလဲသူ့ဆူတောင်းခဲ့တဲ့ဘုရားသခင်ကဘာတူလဲဆိုတာကိုနားလည်နိုင်ဖို့အတွက်တိတ်တဆိတ်အပြေရှာတဲ့ခရီးတစ်ခုကိုသူစတင်ခဲ့တော့တာပါပဲဒီအချက်ကတကယ်ကိုစိတ်ဝင်စားစရာပဲသူ online ကနေဓမ္မသစ်ကျမ်းကိုရှာဖတ်ကြည့်တဲ့အခါမှာသူတစ်သက်လုံးသင်ယူခဲ့ရတဲ့အရာတွေနဲ့လုံးဝကိုဆန့်ကျင်ဘက်ထနေတဲ့အရာတွေကိုတွေ့ရှိခဲ့တယ်။ဥပမာရန်သူကိုမုန်းဖို့သင်ခဲ့ရပေမဲ့အခုတော့ရန်သူကိုချစ်ပါတယ်။အာဇာနည်ဖြစ်မှာကောင်းကင်ဘုံရောက်မယ်လို့ယုံကြည်ခဲ့ရကနေအဖြစ်လွတ်ခြင်းအချောင်ကိုတွေ့ရှိတော်လာမျိုးပေါ့။သူ့ရဲ့ရှာဖွေမှုမှာယေရှုဆိုတဲ့နာမည်ကိုတွေ့ခဲ့တယ်။အဲ့ဒါကဂျူးတွေအခေါ် Jesus ရဲ့နာမည်ဖြစ်မှန်တူသိလာရတယ်။ဒါတင်မကသေးဘူးအရှိအလဲပိုင်းတစ်ဝက်မှာသူ့လိုပဲမွတ်စလင်တွေကယေရှုနဲ့ပတ်သက်ပြီးအိမ်မက်တွေယူပါယုံတွေမြင်မှတ်ကြတဲ့ထူးခြားတဲ့ဝိညာဉ်ရေးရာတွေ့ကြုံမှုတွေအများကြီးရှိနေတယ်ဆိုတာကိုပါသူရှာတွေ့ခဲ့ပါတယ်။သူ့ရဲ့တစ်သက်လုံးယုံကြည်မှုကိုလုံးဝကိုပြောင်းပြန်လန်းပြလိုက်ပြီးသူ့ကိုအဆုံးစွန်ထိပြောင်းလဲစေခဲ့တဲ့ကျမ်းချက်ကတော့ဒီကျမ်းချက်ပဲလို့သူကပြောပါတယ်။ဖယားသခင်ကလောကကိုအလွန်ချစ်လို့သူ့ရဲ့တူးသားသောသားတော်ကိုတော့ပေးခဲ့တယ်ဆိုတဲ့အချစ်အကြောင်းကသူ့နှလုံးသားကိုလွတ်ခတ်သွားစေခဲ့တာပါ။ကဲယုံကြည်ခြင်းကိုရှာတွေ့တာကတစ်ပိုင်းပေါ့။ဒါပေမဲ့ဂါဇာလိုနီယာမျိုးမှာဒီယုံကြည်ခြင်းအသစ်နဲ့အသက်ရှင်နေထိုင်ကိုဆိုတာကတော့လုံးဝကိုအသက်အန္တရာယ်နဲ့ရင်းရတဲ့ကိစ္စတစ်ခုပါပဲဒီကင်းကနန်းကတကယ်ကိုရေးပါပါတယ်ဂါဇာလိုနေရာမှာမွတ်စလင်ဘွားကနေကူပြောင်းလာတဲ့သူ300နီးပါးလောက်ဟာရောဝအတင်းတော်ကွန်ရက်လေးတစ်ခုမှာစိုးဝေးနေကြရဲဆိုတာကမျက်စိနဲ့မမြင်နိုင်တဲ့အတိုင်းဝိုင်းတစ်ခုတကယ်ရှိနေလဲဆိုတာကိုပြနေတာပါပဲသူ့ဘဝကနတ်ဘဝဖြစ်သွားတယ်နေဘမှာဟာမတ်တိုက်ခိုက်ရေးသမားညဘက်ကျတော့လျှို့ခွဲခရီးယန်သူတို့တွေကမြေအောက်ခန်းနေဘုံတန်းခံထားတဲ့အဆောင်ဝန်တွေမှာတိတ်တဆိတ်တွေ့ဆုံကြရတာအကဲရသူ့ရဲ့ယုံကြည်ခြင်းကိုလူသီးသွားခဲ့ရင်ဘာသာစွန့်ပယ်မှုနဲ့တည်တံပေးခိုင်းရမှာတေးကြနေတဲ့အလွန်အန္တရာယ်များတဲ့ဘဝတစ်ခုကိုသူရွေးချယ်ခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့ဇလန်ကအမြင့်ဆုံးတင်မမှုစီကိုရောက်လာခဲ့ပါတယ်သူ့ရဲ့လျှို့ဝှက်ချက်ကိုသူ့ညီအရင်ဖြစ်တဲ့ယူဆဖ်ကတည်သွားတဲ့အခါမင်းမအချိန်2နာရီပဲရမယ်ဒါမှမဟုတ်မင်းကိုတတ်သိမယ်ဆိုပြီးတရိုက်ချင်းချောက်ခံရတာမှာဇ
ဆိုတော့သူဟာအသက်နဲ့ယုံကြည်ခြင်းကြားမှာအင်မတန်မှခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုလိုရတော့မှာပါသူရဲ့ယုံကြည်ခြင်းအသက်ကိုဆွန့်လွတ်ပြီးအသက်ဆက်ရှင်မလားကြာမမဟုတ်ယုံကြည်ခြင်းကိုစုပ်ကိုင်ပြီးတည်မလားသူဘယ်လန်းကိုရွေးခဲ့မဲ့ခြင်းပါတယ်လေ သူဘာကိုရွေးချယ်ခဲ့တယ်လဲဆိုတဲ့မိခွန်းကပဲကျွန်တော်တို့ကိုသူ့စစ်လန်းရဲ့နောက်ဆုံးနဲ့အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အခန်းစီကိုခေါ်ဆောင်သွားမှာပါနောက်ဆုံးတော့သူဟာသူ့ရဲ့ယုံကြည်ခြင်းကိုပဲရွေးချယ်ခဲ့ပါတယ်မြောက်အသိန်းတော်ရဲ့အကူအညီနဲ့တညာတဲ့ကာစားနဲ့ထုတ်ပြီးလွတ်မြောက်ခဲ့ပြီးသူ့ရဲ့ရန်သူဟောင်းတွေဖြစ်တဲ့အစ္စရေးစစ်သားတွေစီမှာလက်နက်ချကခိုလုံခွင့်တောင်းခံခဲ့ပါတယ်ဒါပေမဲ့ဒီဇလန်ရဲ့အံ့အားသင့်ကြုံအလဲအပြောင်းကတော့အခုမှလာမှာပါသူ့ကိုတတ်မဲ့တို့ချင်းချောက်ခဲ့တဲ့သူညီယူဆက်သူကိုယ်တိုင်ကလာအနေငယ်ကြမှာယေရှုအကြောင်းအိမ်မက်ဒီမတ်ပြီးလိုဝစ်စွာနဲ့ပဲယုံကြည်သူတယောက်ဖြစ်လာခဲ့ပါတယ်တဲ့အခုအချိန်မှာတော့သူ့ရဲ့ဘဝအသစ်အတွက်ရည်မှန်းချက်အသစ်ကရှင်းလင်းနေပါပြီသူကကျွန်တော်ဇလန်ကမပြီးသေးဘူးဖျားသခင်မှာလူတိုင်းအတွက်ရည်ရွယ်ချက်ရှိတယ်လို့ပြောပါတယ်သူ့ရဲ့ဇလန်ကိုယ်တိုင်ကဘလို့လူကိုမဆိုပြောင်းလဲစေနိုင်တဲ့ဧဝံဂေလိတရားရဲ့တန်ဖိုးအတွက်သက်ရှိသားရကတစ်ခုပါပဲလို့သူကယုံကြည်နေပါတယ်ဒီတော့နောက်ဆုံးအနေနဲ့ဒီမေကုန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ခါလစ်ဂရန်ကာရီယာရဲ့တူးချင်းကြုံတွေ့ခဲ့ရတဲ့တက်ထိတ်ခံချက်ကပိုပြီးကြီးမားတဲ့အရာတစ်ခုရဲ့အစိပ်ပိုင်းဖြည်းနေနိုင်မလားဆိုလိုတာကဝိညာဉ်ရေးရလှူရှားမှုတစ်ခုကကမ္ဘာပေါ်ကအရှုထွေးဆုံးပတ်ထုခတ်တစ်ခုကိုအတွင်းပိုင်းကနေပြက်လဲပုံဖော်နိုင်စွမ်းတကယ်ပဲရှိနေပြီလားဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးတွေ့တော့ဆင်ခြင်စရာအချက်တစ်ခုပါပဲ